အားလုံးပဲမင်္ဂလာပါဆရာတို့ပေါ့နော်ရှေ့ပြဟော်ဂိန်ဖြစ်စဉ်နံပါတ်6မှာဒီကနေ့ပေါ့နော်9ရက်8လ2026မှာပေါ့နော်တောက်ကြနေမနက်မှာဖြစ်သွားတဲ့ထိုင်းနိုင်ငံနွန်ထရန်ပိုလီမှာဖြစ်သွားတဲ့အမှုပေါ့နော်ကိုရန်ចောင်းသားကသူ့ရဲ့အဖိုးနဲ့အဖွားနဲ့နေတာတဲ့ဖြစ်စဉ်သိရပြီပေါ့နော်အဖိုးနဲ့အဖွားနဲ့နေတာတဲ့တနက်ကလိုင်စင်နဲ့အဖိုးပိုင်နဲ့တနက်တဲ့အဲ့တော့အမှုစစ်လိုက်တော့ကြတော့ဘလို့ဖြစ်သွားလဲဆိုတော့တဲ့ကောင်လေးကဂိမ်းသမားတဲ့မှန်လိုက်တာဒီဓမ္မမိတ်ဆွေအနီစန္ဒာဝင်းဓမ္မမိတ်ဆွေရေမင်္ဂလာပါနော်စေးကြောင်ဂိမ်းကြောင်တွေနေမှာတဲ့မှန်လိုက်တာနော်ဒီဓမ္မမိတ်ဆွေမှန်ထားပါတယ်မှန်လိုက်တာပွေးထွက်အောင်မှန်ပါတယ်ဟုတ်ပါတယ်ကောင်လေးကိုရန်ကြောင်သားလေးကအခုအမှုစစ်လိုက်တဲ့အချိန်မှာဂိမ်းကြောင်ပြီးတော့မှဂိမ်းထဲမှာတဲ့အမေရိကန်ကဆော့တယ်ကျွန်တော်လည်းနားမလည်ဘူးပေါ့နော်အမေရိကန်ကဆော့တဲ့ဂိမ်းမှာတဲ့အုပ်စုလိုက်တတ်တဲ့ဂိမ်းပါတယ်တဲ့အဲ့ဒီဂိမ်းအတိုင်းပေါ့နော်မုတ်ကိုဝင်သွားပြီးတော့မှတဲ့အရင်ဆုံးအဲ့ဒီတူနဲ့အတူနေတဲ့အဖိုးနဲ့အဖွားကိုအရင်တတ်တယ်တဲ့ကြောက်စရာကြီးနော်အဲ့ဒီတနက်ကတဲ့အဖိုးကိုယ်တိုင်ကတင်ထားတဲ့တနက်ဘလို့ရှာတွေ့သွားလဲမသိဘူးတဲ့လိုင်စင်နဲ့ကင်တာပေါ့နော်နွန်ထရန်ပိုလီမှာအဲ့ဒါနဲ့ပြီးသွားတော့ကျတော့ကျောင်းကိုလိုက်သွားတယ်ကျောင်းထဲရောက်ရောပေါ့နော်သူ့ကိုတင်ပေးတဲ့ဆရာတဲ့အဲ့ဆရာဘာမှလဲဆိုပြီးတော့မေးပြီးတော့မှအဲ့ဆရာအပေါ်ရက်မှာလို့နောက်ဆရာတယောက်ကညွန်လိုက်တယ်တဲ့ညွန်လိုက်တော့ကျတော့ဒိုင်းနဲ့တယောက်ပြီးတယောက်ပြတ်တတ်တာပေါ့နော်အားလုံးပေါင်းကန်ကရှင်အပါပေါ့နော်9ဦးသေဆုံးသွားတယ်ပေါ့နော်အဲ့တော့ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ဖြစ်စဉ်ကတော့နော်ဆရာဟောထားတဲ့အတိုင်းပဲနော်ရှေ့ပြဟော်ကင်ဟောထားတယ်နော်အဲ့တော့တနက်နဲ့ပတ်သက်တာတွေနော်ဓာတ်နဲ့ပတ်သက်တာတွေစက်နဲ့ပတ်သက်တာတွေမင်းနဲ့ပတ်သက်တာတွေလာမယ်နော်တမယိုးချမဟုတ်တော့လူသေးဆုံးမှုတွေကြုံရပါလိမ့်မယ်ဆိုတာကိုဆရာကကာဝယ်ဖို့လည်းပြောထားပြီးရှေ့ဗီဒီယိုမှာပြန်ကြည့်ပေးပါနော်အခုဒီဓမ္မမိတ်ဆွေပြောတဲ့အတိုင်းပဲမှန်ပါတယ်ဂိမ်းကြောင်ပြီးတတ်တာကြောက်စရာကြီးနော်တော်တော်ကြောက်စရာကောင်းတယ်နော်လူတွေကပြောပါဆိုရှင်လူသားတွေကအယူကြီးတွေလိုဖြစ်လာတာပေါ့နော်အဲ့တော့ဂိမ်းကြောင်ပြီးတော့တတ်သွားတာတဲ့တန်မိုးရှိတဲ့လူသား6ယောက်ဒါကာရက်ဂရှင်နဲ့ဆိုကာရက်ဂရှင်ကလည်းသူ့ကိုယ်သူဆူဆိုက်လုပ်ပြီးတော့သူ့ကိုယ်သူပြတ်တက်ပြီးပြန်သေးသွားတယ်ပေါ့နော်အဲ့တော့တော်ကိုဘလို့သတင်းတွေကြားနေရမှမသိဘူးပေါ့နော်ဒီအန်တီပြောသွားတဲ့အတိုင်းပဲဆေးကြောင်ဂိမ်းကြောင်နေမှာပေါ့ဆိုတော့ဂိမ်းကြောင်ပြီးတက်ပြစ်တာတဲ့သတင်းပြန်ကြားရပြီပေါ့နော်အဲ့တော့ဘာပြောဆိုပြောရမှမသိတော့ဘူးပေါ့နော်ပြောဆရာစကားတော့ဆွတ်ရတယ်အဲ့တော့ကိုကာကွယ်ကြပါလို့ပဲဆရာဆိုင်ကတော့ဆရာရဲ့ဓမ္မမိတ်ဆွေတို့ဆရာအထူးပြောကြားပေးခြင်းတယ်ပေါ့နော်ကိုကာကွယ်ကြပါအဲ့တော့အမှုကတော့ဒီအန်တီပြောသွားတဲ့အတိုင်းပဲဂိမ်းကြောင်ပြီးတက်ပြစ်တာပါထိုင်းနိုင်ငံဒီကနေ့ဖြစ်သွားတာပါနွန်ထရန်ပိုလီမှာဖြစ်သွားတာပါ9ဦးကာယကရှင်အပါဝင်9ဦးပွဲချင်းပြီးတည်ပါတယ်เนาะတနက်နဲ့ပြစ်တက်ပြစ်တာအကုန်လုံးဂိမ်းကြောင်ပြီးပြစ်တက်ပြစ်တာပေါ့เนาะအဲ့တော့ဒါလေးကိုဆရာကပြန်လည်ဝင်ပြပေးလိုက်ပါတယ်တကယ်လို့ထပ်ပြီးတော့မှဆရာကဒီလိုမျိုးရှေ့ပြဟောကိန်းတွေမြင်ရတယ်ဆိုရင်လည်းဆရာကတင်ဆက်ပေးပါအောင်မယ်ဆရာစီမှာလည်းအကြမ်းမြင်ဘိုကင်တင်လို့ရပါတယ်ဘိုကင်လာတင်နေကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းလေးစားစားနဲ့ဆရာကကျေးဇူးဥပကာတင်ရှိပါတယ်เนาะကျေးဇူးအရန်တင်ပါတယ်အဲ့တော့ဆရာကိုလည်းအကောင့်လေးကိုလည်း follow လေးလုပ်သွားပေးပါဦးเนาะကျေးဇူးရန်တင်ပါတယ်